မင်္ဂလာပါကျွန်တော်ဦးဆန်းနွယ်ပါအစာအုပ်တစ်ခုမှာကွန်ကရစ်လောင်းပြီးသွားပြီဆိုရင်အလိုအားလုံးပြီးသွားပြီလို့ထင်နေကြလားဟုတ်တကယ်တော့အဲ့ဒါဟာအစပဲရှိပါသေးတယ်အရေးကြီးဆုံးအဆင့်ကအခုမှစမှာပါကဲဒီအကြောင်းကိုဒီနေ့ကျွန်တော်နဲ့အတူတူလေ့လာကြည့်ကြရအောင် ကိုကရီလောင်းပြီးအလုပ်ပြီးပြီလားလို့မေးလာခဲ့ပေါ့နော်အဖြေကတော့ချင်းချင်းလေးပါမဟုတ်သေးပါဘူးကိုကရီခုတကယ်ခိုင်မာဖို့တဲ့အရေးကြီးဆုံးဖြစ်တဲ့နော်ဆုံးအဆင့်အဲ့ဒါကတော့ curing လို့ခေါ်တဲ့အသားတေအောင်ပြုစုဆောင်ရှောက်တဲ့အဆင့်အဲ့ဒါကြီးတစ်ခုလုံးကျန်နေပါသေးတယ်ကောက်ပါပြီဒါဆို curing ဆိုတာတကယ်တော့ဘာကိုပြောတာလဲဒါဟာ concrete လောင်းပြီးသွားတဲ့အခါမှာကျွန်တော်တို့မျက်စိနဲ့တော့မမြင်နိုင်တဲ့ဒါပေမဲ့တစ်ကိုအရေးပါတဲ့တစ်ပြည့်နှစ်ကြဖြစ်စစ်တစ်ခုပါပဲ အဲ့ဒီဖြစ်စဉ်ရဲ့အဓိကတော့ချက်ကတော့ hydration ပါပဲဆိုလိုတာကဘယ်လက်မြေနဲ့ရေရူတွေးတဲ့အခါမှာဓာတ်ပြုမှုတစ်ခုစတင်ဖြစ်ပွားပါပဲအဲ့ဒီဓာတ်ပြုမှုကပဲ concrete ကိုမာကျော်ပြီးတော့ခိုင်ခန့်လာစေတဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ် ဒီမှာတစ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကတော့ hydration ဓာတ်ပြုမှုဟာနိုင်ပိုင်းလောက်နဲ့ပြီးမသွားဘူးဆိုတာပါပဲရက်နဲ့ချီပြီးတော့ဆက်ပြီးဖြစ်နေတာပါအဲ့ဒီတော့ curing ရဲ့အဓိကတာဝန်ကဘာလဲဆိုရင်အဲ့ဒီဓာတ်ပြုမှုဖြစ်နေတဲ့အချိန်မှာ concrete တွေကရေတယ်အငွေပြန်ပြီးဆုံးရှုံးမှုသွားအောင်ကာကွယ်ပေးဖို့ပါပဲဟုတ်ပြီ carrying လို့ဖို့ဘာကြောင့်အရေးကြီးလဲဆိုတော့တဘောပေါက်တော့ပြီပေါ့ဒါဆိုဒီစင်ကိုတာလီလူရှူလိုက်မယ်ပေါ်ဆဆလောက်ခဲ့မယ်ဆိုရင်တော့ဘလို့ NDL လေးဖင်လာနိုင်မလဲခြားနာချက်ကတော့ရှင်းပါတယ်နင်းနဲ့ညလို့ကွာပါတယ် curing တေချာမလုပ်ထားတဲ့ concrete ကအားနေမယ်အလွယ်တကူအကွဲမယ်မျက်နှာပြင်ကလည်းပျက်စီးလွယ်ပါမယ်စနစ်တကျ curing လုပ်ထားမယ်ဆိုရင်တော့ခိုင်ခန့်ရှိပြီးမျက်နှာပြင်ချောမွေ့မယ်ပြီးတော့နှစ်ပေါင်းများစွာကြာရှိခံမှာဖြစ်ပါတယ်ကဲအတိစိတ်ထပ်ချရရင်ပါရီဆက်ဖြစ်နိုင်လဲ for curing မလုံလောက်တဲ့အခါမျက်နှာပြင်မှာအကွဲကြောင့်တီးတီးလေးလေးတွေစပြီးပေါ်လာမယ်ဒါကို shrinkage cracks လို့ခေါ်တယ်ပြီးရအပေါ်ရန်လွာကဖောင်းနေထက်ပြီးတဖြည်းဖြည်းကွာကြလာတတ်တယ်အဆိုးဆုံးကတော့ engineering design ထုတ်ထားတဲ့တမတ်ခိုင်ခန့်မှုကိုပြေတော့မှအပြည့်အဝရနိုင်တော့မှမဟုတ်ပါဘူးဒါအဆောက်အဦရဲ့လုံခြုံမှုကိုတိုက်ရိုက်ထိခိုက်စေပြီးနောက်ပိုင်းမှာပြုပြင်စေးတွေအများကြီးကုန်ကျစေနိုင်တဲ့အချက်ပါပဲကဲပြဿနာတွေကိုသိပြီဆိုတော့ဖြေရှင်းနည်းတွေကိုစကြည့်ကြအောင် concrete ကို curing လုပ်တဲ့နေရာမှာသုံးများတဲ့နည်းလမ်းတချို့ရှိပါတယ်အသုံးများဆုံးနည်းလမ်းတွေကတော့နံပါတ်1က phoning ပါဒါကတော့ဂျန်ကီလိုမင်းနာဘင်းကြီးတွေမှာပေါင်လေးတွေခတ်ပြီးရေလောင်ထားတာမျိုးပေါ့နံပါတ်2က wet covering ပါဂုံနီအိတ်ဆိုတို့အဝတ်ဆိုလိုနဲ့ concrete မင်းနာဘင်းကိုအမြဲတမ်းဆွနေအောင်ဖုံးအုပ်ထားတာပါနောက်ဆုံးတစ်ခုကတော့ curing compounds တုံးတာပါဒါကတော့ downline နန်ဒီလိုရေဖြန်းရခစ်တဲ့နေရာတွေမှာရေငွေးပြန်တာကိုတားလိပေးတဲ့ဓာတုဆေးရေဖြန်းပေးတဲ့နည်းလမ်းဖြစ်ပါတယ်ကဲအခုကျွန်တော်တို့ဆွေးနွေးခဲ့တာဒီထဲကအရေးအကြီးဆုံးအဓိကမှတ်ထားရမယ့်အချက်ဒီကိုပြန်ပြီးတော့ချုပ်ကြည့်အောင်အရေးကြီးဆုံးမေးခွန်းတစ်ခုကတော့ curing ကိုအချိန်ဘယ်လောက်ကြာလို့ပေးရမလဲဆိုတာပါပဲအနည်းဆုံးပေါ့တော့အနည်းဆုံး9ရက်ကနေ14ရက်ချီလိုပါပဲရာသီဥတုကပူလေ curing လို့ပေးရမယ့်အချိန်ကပိုပြီးတော့ကြာလေပါပဲဒီစကားလေးကိုတော့ဆွဲဆွဲမြဲမြဲမှာထားစေချင်းပါတယ်ကွန်ကရစ်ကိုရေလောင်းပေါင်းတင်ပေးတာဟာအဆောက်အဦတစ်ခုလုံးကိုအသက်သွင်းပေးလိုက်တာနဲ့အတူတူပါပဲဒါတော့နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ curing ကိုစနစ်တကျနဲ့အချိန်ပေးပြီးလှုပ်ဆောင်ခြင်းကသာနှစ်ပေါင်းများစွာလုံလုံစိတ်ချရပြီးကြာရှည်ခန့်ခါမဲ့အဆောင်အုပ်ကိုတီးဆောင်နိုင်မှာပါဒါဟာရေတော်မှာပင်ပန်းမဲ့ရေရှိတဲ့အကျိုးကျေးဇူးအများကြီးမှာပါတယ်ဒီတော့မေးစရာရှိတာကဒါပါပဲကိုယ့်ရဆောက်အောင်ကိုတကယ်အသက်ဝင်လာစေဖို့အစင်တည်းဖြစ်ပြီလားဒီအစင်လေးတစ်ခုကိုဂယူးဆက်ပြီးလိုက်တာနဲ့နှစ်ပေါင်းများစွာခိုင်ခန့်မဲ့အမွေးနှကောင်းတစ်ခုကိုဖန်တီးနိုင်မှာဖြစ်ကြောင်းပြောရင်းနဲ့ပဲညီကုန်းချုပ်လိုက်ပါရဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်